ကျွန်တော်လိုက်ကနေကြိုးဆိုပါတယ်ဒီနေ့ကျွန်တော် review လုပ်ပေးမယ် super car လေးကတော့Ferrari 458 Italia ဟိုမှာဒီကောင်က modify လုပ်ထားတဲ့ကားလေးပေါ့ကဲကျွန်တော်တို့ကြည့်ကြည့်လိုက်အောင် Here we go money money making crap for money money and money money making crap for money money yeah 当他们都在说有钱才能做自我加入消费主义陷阱花钱不思索被市场的艺术品多得我快数不清有垃圾点缀的歌我简直都不想听自卑敏感也会围绕在你周围渴望财富不断在你心中积累幻想买些奢侈品来塞进包包你流的那些口水简直就像黄河滔滔想让我帮你吗你简直在做梦我要做的艺术核心是根本不怕痛你有什么思想你有什么冲动不如快拿着你的钱灵魂变得空ကျွန်တော်ခုမြင်နေရတဲ့45လေးကတော့ကျွန်တော်တို့တာမန်45မဟုတ်ဘဲနဲ့ modify လုပ်ထားတဲ့45ပေါ့နော်ဒီကောင်ကအခုရှေ့ကခေါင်းကနေကျွန်တော်တို့စကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ bonnet ရယ် bumper ရယ် bumper အောက်က lip ရယ်ဒီကောင် cannet ရယ်ဒီကောင်က brand တစ်ခု Prior design လို့ခေါ်တယ်ပေါ့နော် Prior design brand ကိုမှဒီကောင်ကတစ်ကစ်လုံးကျွန်တော်ဘော်တာတစ်ကစ်လုံးမလဲထားပဲနဲ့သူကအဲ့ရှေ့ခေါင်းရယ်ပြီးတော့ဒီ size cap ဒီ size cap ကိုမှဒီအပေါ်က size cap ကျွန်တော်တို့မြင်နေရတယ်ဒီအကွေးလေးပါတဲ့ဟာလေဒီကောင် Prior design အဲ့ဒါအောင်မှဒီအောက်က lip လေးတစ်ထက်ကလည်းဒီကောင်လည်း Prior design ပဲပေါ့နော်ဒီကောင်က size cap ရယ်ရှေ့ခေါင်းရယ်ကိုသူက Prior design ထည့်ထားပြီးတော့သူများနဲ့လည်းမတူချင်ဘူးပြီးတော့သူက Prior design ရဲ့နောက်ဖင် design ကိုလည်းမကြိုက်ဘူးဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဘော်တာဒီနောက် bumper နဲ့ diffuser ရယ်ပြီးတော့ဒီ deck day ကိုကြတော့သူကဒီ Vosteiner brand ကိုသုံးထားရပါတော့ဒီကောင်ကတော့ full carbon နဲ့ Prior design ကျတော့သူက carbon နဲ့မလာဘူး Joyo fiber နဲ့ပဲလာတယ်ပေါ့နော်ပြီးတော့သူကနောက် day light ကိုမှတခြား458တွေနဲ့လည်းမတူချင်ဘူးသူကလည်း458 design မျိုးကိုကြိုက်တယ်ဆိုတော့ဒါကို458 style အဲ့လို ring light လေးနဲ့ day light ကိုသူကချိန်ထားရပါတော့ပြီးတော့တခုဒီကားမှာဘာကိုပြောရမှာလဲဆိုတော့ဒီကားရဲ့ exhaust လဲထားတဲ့ series ပေါ့နော်ဒီကောင်ကIPE exhaust ကိုမှဒီကောင် F1 titanium ပေါ့ဒီကောင် steel နဲ့လည်းလာတယ် full titanium exhaust ကိုဒီကောင်ကသူကVoltronic လည်းပါမယ်ပြီးတော့ကျွန်တော်ပေါ်တာအတန်လည်းအရင်မကျဲချင်ဘူးဆိုတဲ့အတွက်ကြောင့်သူက Volt control ပါတဲ့ series ကိုရွေးထားတာပေါ့နော်အဲ့ option ကိုရွေးထားတယ်ဒီကောင်က kite back လဲထားတယ်ဒီကောင်ကပြီးတော့ mid section လဲထားတယ်သူက down bike တော့မလဲထားဘူးပေါ့နော်ဘာဆက်ပြောစရာရှိလဲဆိုတော့ကျွန်တော်တို့ဒီကားမှာအရေးကြီးတာဂွေဒီကောင်ကကျွန်တော်တို့ပုံမှန်မြင်နေကြRoddy Font နေမဟုတ်ဘဲနဲ့ Roddy Font ကိုမှဒီကောင်က custom forge rim custom မှာထားတဲ့ rim ကိုမှဒီဂွေဆိုရင်ဒီပုံစံတူပဲပေါ့ဒါကကျွန်တော်တို့458 GT3 တွေ488 GT3 တွေအခု SF90 GT3 အထိကိုဒီဂွေကိုပဲသုံးနေတော့မယ်ဒီ ZMO series ပေါ့နော်Custom Forge မှာ ZMO series ကိုအခုကျွန်တော်တို့လက်ရှိပြိုင်နေတဲ့ GT3 တွေကိုကြည့်ရင်လည်းကျွန်တော်တို့သိနိုင်တယ်ဒီအဲ့မှာတော့ကျွန်တော်တို့center lock နဲ့သွားတာပေါ့နော်သူတို့ GT3 ကားတွေကတော့ဖြုတ်ရတက်လည်းလွယ်အောင်လို့ဒီကားကျတော့ကျွန်တော်တို့ဒီ9ပေါက်နဲ့ပဲ custom rims တွေပေါ့နော်အဲ့ rims တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ tire တွေဆိုရင်လည်း Michelin Pilot Sport 4S ကိုသုံးထားတာပေါ့နော်路就不能回头，不断攀登上升到另一个高度。我的兄弟一直都在我的背后，美的人懒懒的冲过一定超速。Come on let go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 ， 我想建造，发现没有人能当我的手。Come on let go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 ， 我想要累没得累，以后全部都有。哎耶高，人体类似看你用尽全力高，hard work 只为打造自己里程碑，不浪费一秒。ကျွန်တော်ဒီ Ferrari တွေမှာ stock ပါတဲ့ brake တွေကလည်းကျွန်တော်တို့35ကလိုပဲရှေ့က piston 6လုံးနောက်က piston 4လုံးမှာဒီကောင်ကကြတော့ carbon ceramic ဖြစ်သွားတယ် carbon ceramic material ကိုသုံးထားတဲ့အတွက်ဒီကောင်က
ချစ်ချင်းမောင်းမောင်းစမောင်းပြီဆိုရင်လည်းကျွန်တော်တို့တန်းပြီးတော့ဒီကောင် break ကအပြည့်မမိဘူး 100% မမိဘူး temperature တစ်ခုရောက်တဲ့အခါကျမှဒီကောင်ကပူလာပြီးတော့ break က grip ပိုကောင်းလာတယ်ပိုမိလာတယ်ပေါ့နော်ကျွန်တော်ဒီက warm up လုပ်ဖို့လည်းသတိထားဖို့လိုတယ်ပေါ့နော် ကျွန်တော်တို့ခုနကားမှာထည့်ထားတဲ့ pass တော်များများဒီ 3M authorize ပေါ့နော်ကျွန်တော်တို့ရှူတောင်ကြားထဲမှာရှိတဲ့ဆိုင်ပဲ 3M flame လည်း authorize ဖြစ်တယ်လို့ကျွန်တော်တို့အခုဒီမှာရှိတဲ့ကားတွေ Ferrari တွေကျွန်တော် GTR ဒီ Ferrari တွေ R8 တွေအကုန်လုံးကကျွန်တော်တို့ 3M flame တွေကတ်ထားတာပေါ့နော်အဲ့ဒါတွေမကဘဲနဲ့ကျွန်တော်တို့ကဒီကားမှာတက်ထားသမျှ rear design Forstainer Roddy Form rims ပြီးတော့ကျွန်တော်တို့တခြား brand တွေလည်း authorize ရထားတာပေါ့နော်တခြား brand တွေကကျွန်တော်တို့ Liberty Walk Forsen rims တွေပြီးတော့ကျွန်တော်တို့ aim gain အဲ့ဒါအောင်မှာကျွန်တော်တို့ air rack လည်းပါမယ် suspension ဆိုရင်ပြီးတော့ကျွန်တော်တို့ဘာထပ်ပါအောင်လဲဆိုကျွန်တော်တို့ off road rims တွေပေါ့နော် fuel off road rims တွေလည်းကျွန်တော်တို့ဒီဆိုင်မှာ authorize ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့လူတော်များမသိပေမဲ့ဒီဆိုင်ကကျွန်တော်တို့မြန်မာနိုင်ငံမှာရှာပါ authorize dealer ဖြစ်နေတဲ့ဆိုင်ပေါ့နော်။ကျွန်တော်တို့ဒီကားလေးရဲ့အပြင်ပိုင်း modify လုပ်ထားတဲ့ parts လေးတွေကိုပြောပြီးပြီဆိုတော့ကျွန်တော်တို့အတွင်းကန်းလေးနဲ့ပြီးတော့ဒီကားရဲ့ဘယ်လိုဆင်ထားလဲဘယ်လို modify လုပ်ထားတဲ့ history လေးကိုကျွန်တော်ပြောပြ။ကဲအရင်ဦးဆုံးကျွန်တော်တို့ဆက်နှိုးမယ်ပေါ့နော်။ Ferrari က2013 model မှာကျွန်တော်တို့ smart key တွေပါတယ်မဟုတ်သေးဘူးပေါ့နော်ဒီလိုပဲထိုးပြီးတော့ဆက်နှိုးရမှာပေါ့နော်ဆိုတော့ဒီကိုလှည့်တယ်ပြီးသွားရင် engine start button ကျွန်တော်စီးရတယ်ကဲဒါကတော့ 45 ရဲ့အတွင်းကလေးပေါ့နော်ကျွန်တော်ကအဲ့လို interior မှာအဲ့လို ambulance လေးကို embedded လုပ်ထားတဲ့ design ကိုအရင်ကြိုက်တယ်ပေါ့နော်ကျွန်တော်တို့ Silvia မှာလည်း2002ထဲရတာမျိုးတွေပါတယ်ပြီးတော့ကျွန်တော်တို့အခု Ferrari ကိုမဟုတ်ဘူးဆိုကျွန်တော်တို့ gear တွေပါတယ်တော့ထိုးစရာတွေပါတယ်မပါဘူးအဲ့တော့ကျွန်တော်တို့က brake လေးနေမယ်ပြီးရင်ဒီမှာ pedal shift ကိုတစ်ချက်နှိပ်လိုက်ရင် up shift ဖြစ်သွားမယ်ကျွန်တော်အဲ့ဒါအောင်မှာနဲ့ rear ပေါ့နော်ဒီမှာခလုတ်လေးတွေအကုန်ပါတယ်ကဲအဲ့ဆိုရင်လမ်းပေါ်ရောက်ရင်ကျွန်တော်တို့ဆက်ပြောမယ်ကဲအဲ့ဆိုကျွန်တော်သွားမယ်အဲ့ဒါဆိုကျွန်တော်တို့ဒီကားလေးအကြောင်းကိုစပြောမယ်ဒီကားက2013-14မှာကျွန်တော်တို့ကားတွေတွင်းကြတယ်ပေါ့နော်ပြိုင်ကားတွေလည်းအဲ့အချိန်မှာအများကြီးတွင်းရတယ်အဲ့အချိန်မှာကျွန်တော်တို့စူပါကားတွေလည်းတွင်းနေတယ်မှာဒီကောင်က brand new တွင်းထားတဲ့ကားပေါ့နော်တော်တော်များအဲ့အချိန်မှာတွင်းတဲ့စူပါကားတွေကလည်း brand new တွေပါပဲတော်တော်များပေါ့နော်ဒီကောင်ကလည်း2013အဲ့ model ကို brand new တွင်းထားတာ45 Italia ဒီကောင်က430ရဲ့ successor ပေါ့နော်ဒီကောင်ရဲ့ဒီ 45ရဲ့ successor ကတော့488ဒီကောင်ကနောက်ဆုံး naturally aspirated V8 လည်းဖြစ်တယ်ပြီးတော့ဒီကောင်ကဟို4.5 liter ဟိုမှာเนาะဒီကောင်က980 horsepower လောက်ထွက်တယ်ပေါ့ stock ကိုပဲပေါ့ဒီကောင်0 to 100ကိုလည်းဒီကောင် 3.4 second လောက်နဲ့ရောက်တယ်ပေါ့လေဒါကတော့ကျွန်တော်တို့spreadsheet တွေဖတ်ရင်သိပါတယ်အဲ့တုန်းကစစသွင်းတော့ဒီကောင်ကအနီပဲအနီရောင်မှာကျွန်တော်တို့သွင်းပြီးတော့တိတ်မကြပဲနဲ့ဟိုစစ်စင်းရောင် army green လေးကတ်လိုက်သေးတယ်ပေါ့နော်အရင်အုံနာ army green လေးကတ်လိုက်တယ်ကျွန်တော်ဘော်ဒါမဟုတ်အရင်အုံနာarmy green လေးကတ်လိုက်တယ်အဲ့ army green ကိုမှကျွန်တော်ဘော်ဒါလက်ထဲရောက်တဲ့အချိန်မှာသူကbody kit တွေလည်းလုံးမယ်ဂွေတွေလည်းလဲမယ်ပေါ့လုံးဝပြောင်းသွားခြင်းတယ်ပေါ့ကားကလည်းအဲ့အချိန်မှာဟွာလောက်တော့ရှိပြီပေါ့အရင်အောင်လာလက်ထက်မှာ10နှစ်လောက်ရှိနေပြီအဲ့လိုလဲမယ်ဆိုပြီးတော့သူကဆုံးဖြတ်လိုက်တဲ့အချိန်မှာဒီကားကို modify လုပ်ပြသွားတာပေါ့တောင်းကျွန်တော်တို့ဒီကားတွေကအဲ့တုန်းက brand new သွင်းထားတာပြီးတော့ mine တွေကလည်းဒီကားဆိုရင်9000စွန်းစွန်းလေးပဲရှိသေးတယ်ပေါ့
ပုံမှန်ကျွန်တော်တို့အမေရိကတို့တခြားဟိုစင်ကာပူတို့အနည်းဆုံးကျွန်တော်တို့ဘန်ကောက်ဆိုရင်တော့စူပါကားတော်တော်များဒီ model ဆိုရင်ဒီလောက်ကီလိုမနည်းတော့ဘူးပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကားသွင်းလို့မရတာလဲပြိုင်ကားတွေသွင်းလို့မရတာပေါ့လေ10နှစ်ကျော်လောက်ရှိပြီပြီးတော့ကျွန်တော်တို့တော်တော်များများလည်းဥထားတာပေါ့ဗျာပြိုင်ကားတွေဒီလိုဈေးကြီးတဲ့ကားတွေဆိုပို့ဆိုတာပေါ့စူပါကားတွေဆိုဥထားတာများတဲ့အခါကျတော့ကျွန်တော်ကီလိုတွေကအရင်နည်းသေးတယ်နိုင်ငံခြားအော်ရှင်တွေမှာရှာရင်တော့တော်တော်မလွယ်တော့ဘူးပေါ့နော်ဒီလိုကီလိုနည်းဖို့ကပိုခက်တဲ့ဟာကကျွန်တော်တို့ဒီလိုကားတွေကို modify လုပ်ပြဖို့လဲတော်တော်များဝင်လေးကြတယ်ကျွန်တော်တို့နိုင်ငံမှာပစ္စည်းရှားတာတစ်မျိုးပေါ့မှားခက်တာတစ်မျိုးနဲ့ဆိုတော့တော်တော်များစိတ်ပူကြတယ်ပေါ့ဗျာဒီကားတွေကို modify လုပ်အောင်မှာဒါပေမဲ့ဒီကားလေးကတော့458 Italia ကိုမှာဒီကောင်က modify ကိုbody kit တွေရောဒီကောင်ကဂွေတွေရောတော်တော်များရုပ်ပိုင်းဆိုင်ရာအကုန်လဲထားပြီးသားပါဘာလို့ဆိုတော့ကျွန်တော်တို့458တွေကဒီကောင်ကnaturally aspirate တွေမှာလဲဒီကောင်ကဒီ488မတိုင်ခင်မှာဒီကောင် V8 ကနောက်ဆုံးပဲပေါ့ဒီကောင်ကတာဘိုတွေပါတယ်မပါဘူးဆိုလဲကျွန်တော်တို့ဘိုးတော်နေလဲရတယ်လဲခတ်တယ်ပေါ့hot swap တင်ဖို့လဲခတ်တယ်ပြီးတော့ဒီကောင်ရဲ့980လောက်ဒီကောင် stock ထွက်တာပေါ့လေ stock မှာ980လောက်ထွက်တယ်0 to 100ကလည်းဒီကောင် 3.4 second ဒါပေမဲ့ဒီကောင် weight နဲ့ကြတော့ဒီကောင်ကမောင်းလို့ handling တွေပါတယ်ဆိုတော်တော်ကောင်းတယ်ပေါ့ handling တွေပါတယ်ကပြောစရာမလိုတော့ကောင်းတယ် main engine လည်းဖြစ်တော့ကဲအဲ့ဒါဆိုကျွန်တော်တို့ထည့်ထားတဲ့ parts လေးတွေဈေးနှုန်းလေးတွေနဲ့ကျွန်တော်တို့ history လေးကိုပြောပြမယ်ဒီကောင်ကကျွန်တော်ပြောသလိုပဲဒီကောင်ကအရင်က army green လေးပေါ့ army green လေးဟိုမှာဒီကောင်ကwrapping မဲ့ 3M wrapping ကိုကျွန်တော်တို့ခွာလိုက်တယ်ခွာလိုက်ပြီးတော့ဒီကောင်က original အနီရောင်ပဲကျွန်တော်တို့ရှေ့ဘန်ပါရယ် lip ရယ်ကျွန်တော်တို့ rear design เนาะ rear design လည်းကျွန်တော်တို့ Apple product တွေပဲခွဲပြီးတော့အကုန်ရောင်းတာဒီကောင်ကတကယ်လုံးဝယ်လဲရတယ်ဒါပေမဲ့ဒီကောင်ကခွဲပြီးဝယ်မယ်ဆိုရင်ပို့ပြီးတော့တိတ်တိတ်လေးခွဲထားတာပေါ့ဗျာဟောပြီးတော့ဖြတ်ပြောအောင်မယ်ဒီကောင်ကအချက်ပြမီးတွေပါတယ်ကျွန်တော်တို့ပုံမှန်ကားလိုမျိုးဘေးကဟိုချောင်းတွေဒီချောင်းတွေနှဲ့ကြမလို့ဘူးကျွန်တော်တို့ဒီ CRI မှာနေ control အကုန်ပါတယ်ပေါ့လေတော့ suspension chain တွေရောပါတယ်ရောဒီ CRI နဲ့အလုပ်လုပ်တယ် driver focus ဖြစ်တာပေါ့ဗျာကဲအဲ့ဒါကိုဆက်ပြောရမယ်ဆိုရင်ကျွန်တော်တို့ rear design ကိုမှဒီကောင်ကရှေ့ဘန်ပါရယ်ရှေ့ဘန်ပါပါတယ် lip ရယ်ဘန်ပါနဲ့ lip နဲ့တက်ခွဲဝယ်ရတယ်ပြီးတော့ can net ပါတယ်ပြီးတော့ဒီကောင် size cut ကကြတော့လေ rear design ပဲ rear design မှာကျွန်တော်တို့က size cut ဒီ online ကြီးတစ်ခုလုံးလဲတဲ့အပြင်ကိုဒီကောင် size cut ဘေးမှာအောက်က lip လေးတေးလေးရှိသေးတယ်အဲ့ lip လေးတစ်ခုလည်းထပ်တက်ထားတယ်အဲ့ကောင်ကလည်းတစ်ဆက်လိုက်ပေါ့ဒီကောင်ပြီးတော့ရှေ့က hood ဆိုရင်လည်းဒီကောင်bonnet ဆိုရင်လည်းဒီကောင် rear design ပဲဒီကောင်ကventilation fan တွေအပေါက်တွေလည်းပါသွားတာပေါ့လေrear design ဟိုမှာအဲ့3ခုပဲလဲတာကိုကျွန်တော်တို့1400 1000ခွဲလောက်ကျတယ်အဲ့တော့အခုဒီကောင်ကစင်ထားကလည်းနှစ်အနည်းငယ်ပဲရှိသေးတယ်ပေါ့နော်1000ခွဲလောက်ကျတယ်ဒေါ်လာနဲ့ပြောရမယ်ဆိုရင်အဲ့ဒါဟိုမှာကျွန်တော်တို့ဖင်ကိုကြတော့ကျွန်တော်တို့နောက်ဘန်ပါရဲ့ diffuser ရောကျွန်တော်တို့Vostina brand ကိုသုံးထားတယ် Deck Day ပေါ့ Deck Day ရောကျွန်တော်တို့3ခုလုံး Vostina brand သုံးထားတယ်အဲ့ကောင်လည်းကျွန်တော်တို့1000လောက်ကျတယ်ကဲအဲ့ဒါပြီးတော့ကျွန်တော်တို့ body kit ဘိုင်းပြီးသွားတဲ့အချိန်မှာဒီကောင်ကဂွေကိုကြတော့ဒီကောင်က Roddy phone ကောင်မှာကျွန်တော်တို့ZMO custom forge wheel ZMO ဘာဖြစ်လို့ ZMO ဖြစ်ရလဲဆိုတော့ Zebra ဆိုတာမရှိဘူး Zebra ပဲရှိတယ်နောက်တာနော်ဘာဖြစ်လို့ ZMO ဖြစ်ရလဲဆိုတော့ကျွန်တော် history လေးတစ်ခုပြောပြမယ်ကျွန်တော်တို့အဲ့ ZMO အဲ့ series rim တွေကပေါ့အဲ့ကောင်တွေကအခုလောလောဆယ်ပြိုင်နေတဲ့SF90 GT3 တို့488 GT3 458 GT3 ကျွန်တော်တို့ GT3 series တောက်လျှောက်အကုန်လုံးမှာအဲ့ ZMO rims ကိုပဲသုံးထားတာကျွန်တော်တို့research လုပ်ကြည့်ရင်လည်းသိနိုင်တယ်ပေါ့နော်အဲ ZMO rims ကိုပဲသူတို့ကကျတော့ဖြုတ်ရတက်လွယ်အောင်ပြီးတော့သူတို့ကပြိုင်နေတဲ့ကားတွေလည်းဖြစ်တော့ဒီကောင်တွေက center lock တွေပြောင်းပြီးတော့သုံးကြတယ်ကျွန်တော်တို့ဒီကောင်ကကျတော့ကျွန်တော်တို့daily လည်းမောင်းလို့ရတယ်ကျွန်တော်တို့street use ပဲ track focus ကြီးလည်းမဟုတ်တော့ကျွန်တော်တို့ကအဲ့ဒါအောင်မှပုံမှန်9ပေါက်နဲ့ပဲကျွန်တော်တို့ကcustomize လုပ်ထားပြီးမှာထားတာပေါ့ဒါပေမဲ့ grey strength weight ကဘာမှမကွာဘူးအဲ့ GT3 မှာသုံးထားတဲ့ grey အတိုင်းပဲဒီ ZMO rims ကပေါ့နော်ဒီကောင်ကတော့ဒီကောင် Mac အမဲရောင်ပုံစံလေးနဲ့ကျွန်တော်တို့လုပ်ထားတယ်ပေါ့နော် customize လုပ်ထားတာဒီကောင်က820ဒီကောင်က stock လာတဲ့ရလဲ458တွေက820နောက်က21နဲ့ပဲဒီကောင်ကပြီးတော့ကျွန်တော်တို့ customize လုပ်ထားတဲ့ grey ကလည်း820နောက်က21ဟိုမှာကျွန်တော်တို့800 offset က9နောက်က offset က17နဲ့ပေါ့နော်ကျွန်တော်တို့offset တွေကိုအစား customize အကုန်လုပ်ပြီးတော့မှာထားတာပေါ့နော်ဒီကျွန်တော်တို့ထပ်တက်ထားတဲ့ body kit နဲ့လည်း offset က quality fitment ကြအောင်ပေါ့လေ
ပြီးတော့ဒီကောင်ကဘာတွေဆက်လုပ်ထားသေးလဲဆိုတော့ဒီကောင်ကတာယာလဲထားတယ်အဲ့ဂွေရရင်ကျွန်တော်တို့ခုန1000လောက်ကျတယ်ပေါ့နော်ဒေါ်လာ1000လောက်ကျတယ်ကာစမိုက်လောက်တာအဲ့ဒါအောင်မှာတာယာကလည်း Michelin ကိုမှကျွန်တော်တို့Pilot 4S လဲထားတယ်တာယာအသစ်4လုံးပေါ့အဲ့ကောင်ကလည်းကျွန်တော်တို့တာယာတစ်လုံးကိုဟိုဟာလောက်ရှိတာပေါ့လေတာယာတစ်လုံးကိုကျွန်တော်600ကျော်လောက်ရှိတယ်ပိုးကဘာညာနဲ့ဆိုကျွန်တော်2400လောက်ကျတာပေါ့တာယာနဲ့ဂွေနဲ့ကျွန်တော်12000လောက်ဖြစ်နေပြီအဲ့မှာနေအဲ့ဒါပြီးတော့ကျွန်တော်တို့ဘာထက်လဲထားတယ်ဒီကောင်ကနောက်ကတေးလိုက်ကလေးကိုကျွန်တော်ဘော်တာကျွန်တော်သူက488ကိုလည်းသဘောကျတယ်488တေးလိုက်ပုံစံကိုသဘောကျတယ်ဆိုတော့သူကဟိုဟာ488 style ဟိုဟာပေါ့တေးလိုက်တွေလဲထားတယ်ပေါ့အဲ့ကောင်ကလည်း1900လောက်ရှိတယ်ပြီးတော့ကျွန်တော်တို့ဒီကောင်မှာဘာထက်လှုပ်ထားသေးလဲဆိုတော့ကျွန်တော်ဒီအတွင်းကန်းကကျွန်တော်ဒီကောင်ကဟိုဟာနဲ့ဒီအယောင်ကကျွန်တော် luxury နဲ့လာတာဒီကောင်ကကျွန်တော်တို့ bucket seat တွေနဲ့လည်းလာတယ်ခုံကအမဲနဲ့လည်းလာတယ်ပေါ့ဒီຢာတွေအားလုံးကကျွန်တော်တို့ဟိုဟာ customize လုပ်လို့ရတယ် dashboard ရောင်နေရအစကျွန်တော်တို့ဘေးရောင်နေရအစဒါပေမဲ့ဒီကာဗွန်တွေကတော့သူပြန်တက်ထားတာဒီကာဗွန်ရဲ့ပြီးတော့ဒီ CRM way ကဒီဟိုဟာ ref counter ပါတဲ့ဟာတွေကဒီကောင်ဟိုဟာပြန်တက်ထားတာပေါ့နော် modify လုပ်ထားတဲ့ဟာဒါမဲ့ကျွန်တော်တို့အားလုံးပေါင်းလိုက်ရင်ဒီကောင်က9000 6000လောက်ဖြစ်နေပြီဆိုပေမဲ့ဒီကောင်ရဲ့ဟိုဟာ maintain တဲ့ဈေးကိုသိရင်ပို့ဆိုးရမယ်ဒီကောင်ကအခုဆို2013 brand new ပဲဒီကောင်အခုကျွန်တော်2026တဲ့ရောက်တဲ့အချိန်မှာကျွန်တော်တို့ကဟိုဟာတန်းတစ်ခုလဲကားတွေကရှိလာပြီပေါ့နော်ပြီးတော့တင်ထားပြီးတော့မောင်းမဲနဲ့ဒီကောင်တွေကတင်ထားတာများတဲ့ကားတွေဆိုတော့ကျွန်တော်တို့ maintenance လည်းလုပ်ရမယ်ပစ္စည်းတွေကလည်း suspension တွေပါတယ်ဆိုဒီကောင်တွေကဟိုဟာတန်းတစ်ခုရောက်နေပြီဆိုတော့ဒီကောင်တွေကစောင်းတာတွေရွဲ့တာတွေအဲ့လိုတွေsuspension တွေကတော့သူထိုင်လာတာပေါ့ဗျာအဲ့ဒီအချိန်မှာကျွန်တော်တို့ suspension တွေတစုံလဲရတယ်ကျွန်တော်တို့ဟိုဟာ bush တွေပါတယ်ဆိုကျွန်တော်တို့ rubber တွေကကြာပြီဆိုတော့ကျွန်တော်တို့ဟိုဟာမကောင်းတော့ဘူးပေါ့ဗျာအဲ့အားတွေလဲရတယ်အဲ့ maintain တဲ့အခါတွေဒီကောင်က1000 2000အသာလေးကြာတယ်အဲ့လိုကြာတယ်ပြီးတော့ကျွန်တော်တို့ဟိုဒီကောင်ဆိုရင်ပြီးတော့ဟိုဟာ exhaust လည်းလဲထားသေးတယ် exhaust ကကြတော့ကျွန်တော်တို့ IPE titanium ဟိုမှာဒီကောင် full titanium exhaust ဟိုမှာဒီကောင်ကဟိုဟာ cap back လဲထားတယ်ဒီကောင် mid section လဲထားတယ်ဒီကောင်ဟိုဟာ down bite တော့မလဲထားဘူးပေါ့ down bite ဆိုကျွန်တော်တို့ manifold တွေက exhaust manifold တွေကထွက်ချင်းနေရအဲ့နေရာတော့မလဲထားဘူးဒါပေမဲ့အဲ့နှစ်ခုပဲလဲထားဘူးကျွန်တော်တို့ option ကကျွန်တော်တို့ဟိုဟာလောက်ကစတာဒီကောင်က8000 1000လောက်ကနေ IPA exhaust စတာနေပြီးတော့ကျွန်တော်တို့1000ခွဲ2000နီးနီးလောက်ထိသွားလို့ရဘာလို့ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီကားဆိုရင်ကျွန်တော်တို့ဒီမှာ valve control ပါတယ် remote နဲ့ပဲ valve control လည်းထည့်ထားတယ်အဲ့ကောင်တွေက option တွေပေါ့ဗျာ valve control ထည့်ထားတယ်ကျွန်တော်ဒီကား option ဆိုကျွန်တော်12000လောက်တော့ကြာတယ်ဒီကားပြီးတော့ဒီကားမှာအခုဆိုရင်ချက်မီလေးမြင်ရမယ်ချက်မီကဒီကောင်ကဘာ engine issue ဘာမှပြဿနာရှိလို့မဟုတ်ဘူးကျွန်တော်တို့အဲ့ cat back တွေလဲတဲ့ခါကျရင်ကျွန်တော်တို့ဟိုဟာ catalytic converter ဆိုရှိတယ်ကျွန်တော်တို့အဲ့ဟိုဟာ exhaust တွေမှာပေါ့လေကျွန်တော်တို့ကြောက်အိုးပေါ့မြန်မာလိုခေါ်တော့ကြောက်အိုးရှိတယ်အဲ့ကြောက်အိုးကိုကျွန်တော်တို့ကဖြုတ်လိုက်ရတယ် exhaust လဲတဲ့အတွက်ကြောင့်အဲ့မှာအဲ့အချိန်မှာကျွန်တော်တို့ကြောက်အိုးမှာပါတယ်ကျွန်တော်တို့အောက်ဆီဂျင်ဆန်ဆာလေးရှိတယ်အောက်ဆီဂျင်ဆန်ဆာကဒီကောင်ဟိုဟာ normal air flow ပေါ့ normal C ratio ဒီကောင်တွေဒါတွေကိုတိုင်းမှုအတွက်ထည့်ထားတာဆိုတော့ကျွန်တော်တို့က exhaust လဲလိုက်တော့ဒီကောင် air flow တွေလည်းမတူတော့ဘူး exhaust ကဆန်ဆာကနေပြီးကျွန်တော်တို့ဟိုဟာ error တစ်ခုပြတာပေါ့အဲ့ကောင်ကိုကျွန်တော်တို့ဘာနဲ့လုပ်လို့ရလဲဆိုဒီကောင်တွေက exhaust လဲပြီးရင်ကျွန်တော်တို့ပုံမှန်ကားပေါ့ super ကားတွေမှာလည်းမဟုတ်ဘူးကျွန်တော်တို့ JDM တွေရောကျွန်တော်တို့ GTR ရောရှိမြကားတွေအားလုံးမှာလည်းကျွန်တော်တို့ exhaust လဲပြီးဆိုရင်ကျွန်တော်တို့ exhaust ဆန်ဆာကမတူတော့တဲ့အတွက်ကားရဲ့အုံနောက်ကလည်းကျွန်တော်တို့ပြောင်းလိုက်ပြီဆိုတဲ့ဟာကိုကျွန်တော်တို့ tuning လုပ်မှသိတယ်ဂျူနီကတော့လုံးတင်တယ်ပေါ့နော်ဒီကားကကျွန်တော်ဂျူနီလုံးဖို့စောင့်နေတာကျွန်တော်စင်ကူကဟိုဟာကျွန်တော်ဂျူနာတယောက်ရှိတယ်ပေါ့သူကဟိုဟာကျွန်တော်တို့ GTR တွေဒီ45တွေဟိုဟာဂျူနီလုံးနေကြလူပဲဒီကောင်ဂျူနီပြန်လုပ်ဖို့လိုနေတာပေါ့နော်ဒီကောင်ဂျူနီလုံးလိုက်ပြီးတော့အားလုံး okay သွားမယ်ကားကလည်း exhaust လဲထားတာကိုတိသွားမယ် horsepower ကလည်းအနည်းဆုံး20 30လောက်ကျွန်တော်ပို့တိုးလာမယ်အန်နေဆိုတော့ဗျာကျွန်တော်တို့horsepower ကအများကြီးတိုးဖို့မလွယ်ဘူး naturally aspirated engine တွေကပေါ့လေကျွန်တော်တို့ turbo ဆိုရင်တော့လွယ်တယ်ကျွန်တော် turbo အကြီးလဲမယ် intercooler တွေလဲမယ် cooling တွေလုံးမယ်ဒါမျိုးဆိုကျွန်တော်တို့ stock internal နဲ့တော့နည်းနည်းပါ boost တင်တာနဲ့ horsepower ပိုတက်တယ်ပေါ့ဗျာဒီကောင်ကတော့နည်းနည်းခက်မယ်လမ်းလေးနည်းနည်းရှင်းမှာ exhaust တန်လေးကိုကျွန်တော်တို့နားထောင်ကြည့်မယ်တော့45ကတော့ကျွန်တော် main engine ဖြစ်သွားတော့ handling ဘိုင်းကတော့တော်တော်ကြီးကိုတိတာသွားတယ်ပေါ့နော်ကျွန်တော်တို့ tuner ကားတွေဆိုရင် front engine တွေကများတယ် front engine railway drive တို့ကျွန်တော်တို့ front engine ဟို all wheel drive တို့ကျွန်တော်တို့များတာပေါ့နော်ဒီကောင်က main engine ဟိုမှာဒီကောင်က railway drive လည်းဖြစ်တယ်ပြီးတော့ခေါင်းကလည်းဒီကောင်ကတော်တော်ပေါ့တယ်ပေါ့နော်ကျွန်တော်တို့ဟို corner တစ်ခုကိုကျွန်တော်တို့ approach လုပ်လိုက်ပြီဆိုရင် apex ကိုကျွန်တော်တို့ကလုံးဝခေါင်းတည်လိုက်တာနဲ့ဒီကောင်ကလုံးဝဖင်က overseer ဖြစ်ပြီးပါသွားတာဒါပေမဲ့ handling လောက်ရတာအရန်လွယ်တယ်ဒီက weight ကလည်းတအားပေါ့တယ်ကျွန်တော်တို့
35တွေပါလေဆိုကျွန်တော်တို့ all wheel drive ဖြစ်တယ် power ရှိပေမဲ့ဒီကောင်တွေကကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအတုံးလိုက်ကြီးခံစားချက်ရတယ်ပေါ့ဗျာကိုယ်လိုက်တဲ့အချိန်ကျရင်ကျွန်တော်တို့ handling ကဘယ်လိုပြောမလဲလေးတယ်လို့ခံစားရတယ်ကား weight ကလည်းများတော့ဒါပေမဲ့ဒီ45တွေကကြတော့ကျွန်တော်တို့main engine လည်းဖြစ်တယ်ဒီကောင်ပြီးတော့ naturally aspirated ဒီကောင် NA ဖြစ်တဲ့အတွက်ဒီကောင် response ကကြတော့ turbo လိုမျိုး corner mid corner မှာကျွန်တော်တို့ lag နေရလည်းမရှိဘူး throttle response ကလည်းမြန်တယ်ပေါ့နော်handling ဘိုင်းကတော့ကျွန်တော်တို့35တွေတဲ့ကောင်းတယ်acceleration မှာကြတော့ကျွန်တော်တို့stock gin ရှင်ပေါ့နော် stock gin ရှင်တော့ဒီကောင်က980လောက်ကျွန်တော်တို့ထွက်တယ်35ကကျွန်တော်480ဒါပေမဲ့35က turbo တွေပါလဲပါတယ်ဆိုတော့ကျွန်တော် acceleration ဘိုင်းကတော့35က G4 စီလဲပိုခံစားရတယ်ဒီကောင်ကတော့ G4 ဆိုခံစားရတယ်ဆိုပေမဲ့အဲ့လိုဟိုturbo ကားတွေအဲ့လို boost လုပ်ထားတဲ့ကားတွေလောက်တော့ကျွန်တော်တို့ G4 ဆိုမခံစားဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ဂျူနာကားတွေနဲ့ဘယ်လိုစူပါကားတွေနဲ့ကွာမလဲဆိုတော့ဂျူနာကားတော့ကျွန်တော်တို့ modify တွေလုပ်ထားတယ် pass တွေထပ်ထည့်ထားတယ်အဲ့လိုမျိုးတွေပေါ့နော်ကျွန်တော်တို့modify အများကြီးလုပ်ထားပြီးတော့ကျွန်တော်တို့ stock ကိုမှမကောင်းတဲ့ဟာတွေကျွန်တော်တို့ upgrade လုပ်ပြီးလဲပြီးတော့ကျွန်တော်တို့ဂျူနာကားဆိုတော့ဖြစ်လာတာပေါ့နော်ကျွန်တော်ဂျူနာကားတော်တော်များတော့ကျွန်တော်တို့JDM ကားတွေများတယ်ပေါ့Europe ဂျူနာကားတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဂျူနာကားလို့ပြောလိုက်ရင် JDM တွေများတယ်ပြီးတော့ဂျူနာကားထဲမှာကျွန်တော်တို့ main engine ကားဆိုလဲကျွန်တော်တို့တော်တော်ရှားတယ်ပေါ့နော်ကျွန်တော်တို့ MR2 တို့ဘာလို့ရှိမယ်ကျွန်တော်တို့ပြီးတော့NS8 တို့ရှိမယ် NS8 တောင်ဒါကျွန်တော်တို့Japanese super car လို့ကျွန်တော်တို့ပြောကြတာပေါ့နော်တကယ်ဟိုဒီ driving feeling ကတော့ကျွန်တော်တို့ junior ကားတွေနဲ့ကွာတယ် junior ကားတွေမကောင်းမဟုတ်ဘူး junior ကားတွေကကျွန်တော်ကတော့ junior ကားကြိုက်တဲ့လူကျွန်တော်က super car နဲ့ junior ကားဆိုကျွန်တော်က junior ကားကိုရင်ရွေးမဲ့လူပေါ့နော်driving feeling ကတော့ကျွန်တော်တို့ကွာတယ်ဒီကောင်ကကြတော့ကျွန်တော်တို့ raw ဘယ်လိုပြောမလဲ junior ကားတွေကတော့ raw feeling ပိုရတယ်ဒီကောင်ကတော့ကျွန်တော်တို့ပို့ပြီးတော့luxury ဆန်နဲ့ကျွန်တော်တို့ feeling မျိုးပို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့တခုဘာပြောစရာရှိရလဲဆိုတော့ဒီကားတွေကကျွန်တော်တို့လာတဲ့carbon ceramic brake အကြီးတွေနဲ့လာတာပေါ့နော် carbon ceramic brake တွေကဒီကောင်ကပူလေဒီကောင်တွေက temperature တခုရောက်လာရင်ဒီကောင်တွေကမိတယ်ဒါပေမဲ့ temperature အေးနေတဲ့အချိန်မှာဒီကောင်တွေကအပြည့်မမိဘူးပေါ့နော်အပြည့်မမိဘူးဆိုတော့ကျွန်တော်အခုကျွန်တော်မောင်းနေရတွေ့လိမ့်မယ် brake ကိုကျွန်တော်တော်ပေးနေရဘာလို့လဲဆိုတော့ဒီကောင်က brake temperature ကိုတက်လာအောင်ပေါ့နော် brake temperature တက်လာတဲ့အချိန်မှသာဒီ carbon ceramic တွေကသူတို့ heat တစ်ခုရောက်ပြီးတော့သူတို့ပူလာမှာပေါ့အဲပူလာတဲ့အချိန်ကျရင်သူတို့ကပူလေမိလေပေါ့နော်ပူလာတဲ့အချိန်ကျရင်မိတယ်သူတို့ temperature တစ်ခုထိမိတယ်အဲ့လိုကျွန်တော်တို့ကွင်းထဲမှာမောင်းနေဆိုရင်ကျွန်တော်တို့လုံးဝ brake disc ကြီးကလုံးဝglowing red ပေါ့ကျွန်တော်လုံးဝနီးရဲနေတဲ့အထိကိုဖြစ်တဲ့အထိမောင်းကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကပုံမှန် steel brake တွေလိုမျိုးဒီကောင်က fade သွားတယ် brake fade ဖြစ်တယ်တွေပါမရှိဘူး carbon ceramic တွေကတောင်း heat ကိုဒီကောင်တွေက celsius ကို800တွေပါအဲ့လောက်ထိကိုကျွန်တော်တို့ခံနိုင်တယ်ပေါ့နော်တော်တော်ကြီးကိုခံနိုင်တယ် melting point တော်တော်များတယ်ပေါ့ဗျာဒီကောင်တွေကပြီးတော့ကျွန်တော်တို့ဒီ45မှာဆိုရင်ကျွန်တော်တို့ driving position ကလုံးဝ driver focus ဖြစ်တယ်ပေါ့နော်45ကတော်တော်များ control တွေဒီကောင်အချက်ပြတာတွေဒီကောင်high beam တွေမီးတွေ suspension setting တွေဒီကောင်ဆက်နှိုးတာအစဒီကောင်လုံးဝ wiper setting တွေအကုန်လုံးကကျွန်တော်တို့ဒီ CR9 ပေါ်မှာပဲရှိတာပေါ့နော် driver နဲ့ကားနဲ့လုံးဝဒီကောင်ကလက်ကိုလုံးဝလွှတ်เสียမလို့အောင် CR9 ကလွှတ်เสียမလို့အောင်လုပ်ထားတာပုံမှန်ကားတွေနဲ့မတူတဲ့ဟာကဘာလဲဆိုတော့ဒီ super ကားတွေမှာကျွန်တော်တို့ gear အတန်တွေမရှိတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ pedal shift ကနေပဲသွားတယ်ဒီကောင်ဆိုရင် pedal shift ကိုကျွန်တော်တို့ဇုံနှိပ်လိုက်ရင်ဒီကောင် neutral ဝင်သွားမယ်ဒီကောင်ဒီဘက်ကို app ကိုတစ်ချက်နှိပ်ရင်ဒီကောင် first gear ဝင်မယ်ပေါ့ဒီလိုမျိုးတွေပေါ့ကျွန်တော်ပုံမှန်ကားတွေနဲ့မတူတော့ဒီကောင် auto ပြောင်းလို့ရတယ်ဒီကောင်reverse ဆိုရင်ဒီကောင်ဒီမှာနှိပ်ရမယ် launch control ပါမယ်ဒီကောင်ကပြီးတော့ gear box ဆိုရင်လည်းဒီကောင်က dual clutch ကိုမှ7 speed dual clutch ပေါ့နော်ကျွန်တော်တို့ GTR တွေမှာဆိုရင်ဒီကောင်ကပဲပါတာ6ချက်ပဲပေါ့နော်ဒီကောင်က9ချက်ပြီးတော့ဒီကောင်တွေက dual clutch တွေရတယ်ဒီကောင်တွေကတော့ကြာပြီဆိုတော့dual clutch တွေထုတ်တာလည်းကြာနေပြီဆိုတော့ဒီကောင်တွေကတော့ dual clutch က AC ပဲပေါ့တောင်းပြတ်တာတွေပါမရှိဘူးဒါမဲ့ဒီကောင်တွေကအဲ့လိုကီလိုမီတာ3-5,000လောက်ရောက်ပြီဆိုတော့ကျွန်တော်တို့dual clutch က clutch တွေလဲပေးရတယ်ပေါ့ဒီကောင် clutch တွေကလည်းတပြားကိုဈေးမပေါ်ဘူးပေါ့ဗျာတစ်ခါ maintenance လုပ်ရင်1000ခန်းပဲကုန်တာပဲဒေါ်လာအောင်ဟုတ်နေဒီကောင်
ကျွန်တော်တို့ဒီ 45 တွေကတော့ကျွန်တော်တို့ super car ထဲမှာ daily မောင်းရတာလည်းအဆင်ပြေတယ် suspension ကလည်းအဲ့လောက်ကြီးမမာဘူးကျွန်တော်တို့GTI ပိုင်းဆိုတော့ဒီတဲ့ suspension မာတယ်ပေါ့နော် stock suspension တော့မှာကျွန်တော်တို့low kit တွေ coin လို့ပါတယ်ကျွန်တော်တို့မလဲထားရင်တော့ပြီးတော့ကျွန်တော်တို့ဒီdaily သုံးဖို့အတွက်ကြောင့်ကျွန်တော်တို့ဒီ face ပေါ့ nose lift ဆိုတဲ့ဟာ function လဲပါတယ်ဒီကောင်ကနှိပ်လိုက်ပြီဆိုရင်ဒီကောင်ရှေ့ suspension ကနေပြီးတော့ကျွန်တော်တို့လေထည့်လိုက်ပြီး compressor နဲ့လေထည့်ပြီးကျွန်တော်ခေါင်းလေးကထောင်သွားတယ်အဲ့ကျွန်တော်တို့တောင်မလွတ်တဲ့ဂုံးတွေဆိုရင်လည်းဒီ 45 ကလွတ်တယ်ပြီးတော့ကျွန်တော်တို့35နဲ့ပဲဥမာပေးမယ်ဆိုရင်တော့ကျွန်တော်တို့35 stock ကဒီတက်နည်းနည်းပို့ပြီးတော့ ground clearance ကနည်းတယ်ပေါ့နော်ဒီကောင်က ground clearance လဲပိုကောင်းတယ်ပို့ပြီးလဲ daily use လို့ကောင်းတယ်ပေါ့နော်လူလဲပိုတက်တာတယ်ကျွန်တော်တို့ဒီ45မှာဆိုရင်ဒီကောင်ကmode က4-5မျိုးလောက်ပါတယ်ပေါ့နော်ကျွန်တော်တို့ watt ပါတယ်ကျွန်တော်တို့ပုံမှန်မောင်းတာဆိုတော့ကျွန်တော်တို့အခု sport နဲ့ပဲမောင်းတာဒီကောင်က race mode ပါတယ် race mode ဆိုကျွန်တော်တို့က gear change တွေကပို့ပြီးတော့ aggressive ဖြစ်သွားမယ်ကျွန်တော်တို့gear သူ auto မှာကျွန်တော်တို့ထားပြီးမောင်းမယ်ဆိုရင်ကျွန်တော်တို့ brake နင်းလိုက်တာနဲ့ကျွန်တော်တို့gear ကို auto သူက downshift လုပ်ပေးမယ်ပြီးတော့ကျွန်တော်တို့ traction အပြီး off လို့ရတယ်အဲ့လို mode တွေပါတာပေါ့နော်ကျွန်တော်တို့ track ထဲမှာမောင်းမယ်ဆိုရင်တော့ကျွန်တော်တောင်း traction ကိုပိတ်ပြီးမောင်းကြရပါဆိုတော့ traction ကကျွန်တော်တို့corner တွေဝင်တဲ့အခါကျရင်အဲ့လိုမျိုး disrupt ဖြစ်စေတယ်ပေါ့လေကျွန်တော်အခုပုံမှန်မောင်းမယ်ကျွန်တော် sport mode နဲ့ပဲမောင်းတာပေါ့ကျွန်တော်တို့ပြီးတော့ဒီ458တွေမှာကျွန်တော်တို့ထူးဆန်းပြီးတော့ကျွန်တော် minimalist ဖြစ်တဲ့ဟာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပုံမှန်ဆိုရင်2013 model ဆိုကျွန်တော်တို့တောင်ကားတွေဆိုရင် bluetooth တွေပါတယ်ဒီကောင်media multimedia control ကျွန်တော်တို့ဒီ unit တွေဒီ TV တွေပေါ့ဗျာမြန်မာလိုရှင်းပြောနေဒီ TV တွေအလဲမှာပါတယ်ဒီကောင်ကတော့ minimalist ဒီကောင်တွေကနောင်10နှစ်လဲပုံစံရိုးမသွားအောင်နောင်နှစ်20လဲပုံစံရိုးမသွားအောင်ကျွန်တော်တို့ကဒီ TV တွေကျွန်တော်တို့တော်တော်မြောက်မထည့်ပေးထားဘူးပေါ့နော် minimalist ပုံစံဖြစ်နေအောင်နောင်10နှစ်လဲဒီကောင်တွေကကြည့်လိုက်ရင်မရိုးသွားအောင်ပေါ့ဒါပေမဲ့ဒီကောင်ကdisplay တွေတော်တော်များတော့ဒီကောင် driver focus ဒီ dashboard မှာနေကျွန်တော်တို့ဒီ custom မှာပါတယ်ပေါ့နော်driver ပဲမြင်ရတယ်ကျွန်တော်တို့ backup camera တွေဆိုလည်းဒီ driver ကနေပဲမြင်ရတယ်ကျွန်တော်တို့ temperature တွေကျွန်တော်တို့ speed တွေgear position တွေ speed တွေကရှိမြဟာတော်တော်များပေါ့နော်ဒီထဲမှာမြင်ရတယ်ပြီးတော့ကျွန်တော်တို့ aircon ဒီမှာဆိုရင်ရိုးရှင်းလေးပဲကျွန်တော်တို့ဘာပါမလဲဆိုတော့ဒီကောင်ကဒီမှာသချင်းပါညာ controller ပါမယ်ဒီကောင်က aircon controller ပါမယ်ဒီလောက်ပဲပေါ့နော် dashboard ကရှင်းရှင်းလေးနဲ့ minimalist ဖြစ်တယ်ပေါ့အဲ့ဆိုကျွန်တော်တို့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲဒါကတော့ကျွန်တော်တို့ super car တွေ sharper super car တွေကိုမှပို့ပြီး sharper ပြီးတော့ modify လုပ်ထားတဲ့ super car တွေပေါ့နော်နောက်လဲကျွန်တော် super car တွေရောကျွန်တော် tuner car တွေရောအဲ့လို sharper ပြီးတော့လုံးဝရှာနဲ့ share မဆိုတဲ့ကားတွေကိုကျွန်တော် vlog လေးထည့်ရိုက်သွားပေးပါမယ် review လေးထပ်လုပ်သွားပေးပါမယ်အားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်